မင်္ဂလာပါရှင်ဦးကျမတို့ဒီနေ့ကျမတို့ဒီလေးလာမယ့်ပိုင်းရကြတော့ဒီမှာမေးထားတဲ့မေးခွန်းလေးကိုဖြေမှာပေါ့နော်သူကငါးလက်မပတ်လေတိုင်တွဲတဲ့တွက်ပြပေးပါပေါ့နော်တထမပေဘလောက်ရှိလဲဆိုပြီးတော့သူကတစ်တန်အတွက်နီးအပိုင်းတစ်မှာမေးထားတာပါနော်အဲ့တော့ကျမတို့ရဲ့ထုံးစံတိုင်းပဲကျမတို့ကတွက်တဲ့ခါမှာတလက်မပတ်လေကို9200ပေရှိပါတယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်တွက်တာပါကျမတို့ကကြတော့လေအဲ့ဒီခါကြတော့တလက်မပတ်လေကို9200ဆိုတော့ကျမတို့က9လက်မပတ်လေမှာဘယ်လောက်လဲဆိုရင်ကျမတို့ကအဲ့လိုမူတည်တွက်တာဖြစ်ပါတယ်9200ကိုတည်ပြီးတော့ဒီဘက်က9နဲ့စားမယ်ကျမတို့တခါတည်းကုတ်လာနှိပ်မှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်9200ကိုအစား9လီဆိုတော့25နဲ့စားပါမယ်288ရပါတယ်ဒါလွယ်ပါတယ်เนาะဒီနည်းလေးရလေအဲ့တော့ तू ကတထမ်းမှာညီ9လက်မပတ်လေအတွက်က288ပေရှိတယ်အဲ့တော့6လက်မပတ်လေအတွက်ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုတွက်မလဲဒီတိုင်းပဲတွက်မှာပါเนาะ9200ကိုတီးပြီးတော့66နဲ့စားမှာပါအဲ့တော့ကျမကယ်ကူလေတာနှိပ်ပြပါမယ်เนาะ9200ကိုတီးပြီးတော့66လီဆိုတော့36နဲ့စားမယ်အဲ့တော့200ရပါတယ်เนาะပေ200ပါဒါတထမ်းမှာ6လက်မပတ်လေအတွက်ဆိုရင်ပေ200ရပါတယ်ပေ6လက်မပတ်လေဆိုလို့ရှိရင်ပေ200ပြည့်ရင်တထမ်းဖြစ်ပါတယ်အဲ့တော့ကျမတို့ကဒါနဲ့ဆက်ပြီးတော့ပေါ့နော်ကျမတို့ဈေးဘယ်လောက်ရလဲဆိုတာတွက်ကြည့်မယ်နော်ဥပမာတစ်တထန်ကိုဒါကျမဥပမာအနေနဲ့ပဲပေးပြရစီနော်တစ်တထန်ကို330ရှိတယ်ဆိုသားပါစို့နော်330ဈေးပေါက်တဲ့အဲ့တော့ကျမတို့အိမ်တစ်လုံးမှာဒီ9ပတ်လေပေါ့နော်9ပတ်လေကိုနော်တိုင်သုံးမယ်ပေါ့နော်9ပတ်လေကိုတထိုင်ကိုသူကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်တထိုင်ရဲ့အရှည်ကနော်ကျွန်တော်10ပေရှိတယ်ဆိုသားပါစို့10ပေရှိတယ်နော်တိုင်မောင်းဘယ်နှတိုင်လဲဆိုရင်ကျွန်တော်12တိုင်ကုန်မယ်ပဲထားပါတော့နော်12တိုင်ကုန်မယ်အဲ့ဒါဆိုလို့တထိုင်ကို10ပေဆိုတော့12တိုင်ဆိုတော့ပေ120ဖြစ်ပါတယ်နော်အဲ့တော့တထမ်းကို3သိန်းတထမ်းမှာဘယ်နှပေရှိလဲဆိုရင်288ပေရှိတယ်လေအဲ့တော့288ပေက330ပေါ့288ပေဒီဘယ်လောက်လဲဆိုလို့ရှိရင်330ဖြစ်ပါတယ်အဲ့တော့ဦးကျမတို့ဝယ်ရမယ့်ပေက120ပေလေ120ပေဆိုလို့ရှိရင်ဘယ်လောက်လဲလို့ကျမတို့ဈေးတွက်မယ်ပေါ့နော်အဲ့တော့330ကိုဒီဘာနဲ့စားမြောက်မလဲဆိုရင်120နဲ့မြောက်ပြီးတော့288ပေနဲ့စားမှာဖြစ်ပါတယ်အဲတော့ကျမတို့ဒီမှာကယ်ကူလေတာနှိပ်ပါမယ်နော်အမြောက်ဖြစ်ပါတယ်120အစား288ဖြစ်ပါတယ်အဲ့တော့12သိန်းနဲ့5000ကျပါတယ်1နဲ့5တောင်း12သိန်းနဲ့5000ကျပါတယ်ပေ120အတွက်ကိုဒီလိုတွက်လို့ရပါတယ်เนาะအကယ်လို့နောက်ထပ်သိချင်တဲ့တွက်နည်းလေးများရှိမယ်ဆိုလို့ရှိရင်ကျမကို comment လေးမှာမေးခဲ့ပေးပါအဲ့တော့ကျမရဲ့နောက်ထပ်တင်မဲ့ဗီဒီယိုလေးကိုသိရဖို့အတွက်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะ